အားလုံးပဲမင်္ဂလာပါယနေ့တင်ဆက်ပေးချင်တာကတော့ Forbidden Depth စကားလေးပဲဖြစ်ပါတယ်ဇလန်မစခင်ကျွန်တော်ရဲ့ channel လေးကို like follow လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့နော်ပင်လယ်ကြီးအလယ်မှာပင်လယ်လိုင်းတွေထိုးနေတဲ့အချိန်ပင်လယ်ဓာပြတစုကသူတို့ရဲ့ captain ကိုဝိုင်းထားကြပါတယ်အကြောင်းကတော့ပင်လယ်အောက်မှာရှိတဲ့ဆုံးရှုံးသွားတဲ့ရွှေမြို့တော်ရဲ့နေရာကိုသူတယောက်တည်းသာသိနေခြင်းကြောင့်ပါသူတို့ကမြို့ပမာလဲပြောလိုက်မဟုတ်ရင်မင်းသိမယ်လို့ချိန်ချောက်ကြပါတယ်ဒါပေမဲ့ captain ကမပြောဘဲဆက်လက်ညှင်းဆန်နေပါတယ်အဲ့ဒီအချိန်မှာပင်လယ်ဓာပြတယောက်ကစိတ်မရှိတော့ပဲတနက်နဲ့ပြစ်လိုက်ပါတယ် captain ဟာတနက်ထိပြီးပင်လယ်ထဲကိုလဲကျသွားပါတယ်ဒါပေမဲ့သူလဲကျသွားတဲ့အချိန်မှာဘေးကဘားရဲ့တလုံးကိုဖမ်းထားပါတယ်အဲ့ဒီဘားရဲ့ထဲမှာတော့သူ့သားလေးဟက်ဆင်ပုံနေခဲ့ပါတယ်ဒီလိုနဲ့ captain တိတ်ဆုံးသွားပြီးနောက်အချိန်20နှစ်ကုန်သွားပါတယ်အခုတော့ဟက်ဆင်ဟာကြီးပြင်းလာပြီးပင်လယ်ထဲမှာနေတဲ့ fisherman crew နဲ့အတူဘဝကိုဖျက်ဆီးနေပါတယ်သူ့ကိုကယ်တင်ခဲ့သူကတော့ captain long ဆိုတဲ့လူပါ long က hex ကိုသူ့သားလိုပဲချစ်ပြီးအတူနေထိုင်စေခဲ့ပါတယ်တနေ့မှာတော့ long က crew ကိုပြောလိုက်ပါတယ်သူတို့ဟာပင်လယ်အောက်မှာရှိတဲ့ treasure ကိုရှာဖို့သွားရမယ်လို့ပါဒါပေမဲ့အရင်ဆုံး A of the Sea ဆိုတဲ့နေရာကိုသွားရမယ်လို့ပြောပါတယ်အဲ့ဒီနေရာကပင်လယ် treasure တွေစုနေတဲ့နေရာပါ crew တွေ dive လုပ်ဖို့ပြင်နေချိန်မှာ crew တွေကလူတစ်ယောက်က hex ကိုမဝင်ခိုင်းပါဘူးအကြောင်းကတော့ treasure share မပေးချင်လို့ပါဒါကို long မြင်လိုက်ပြီး hex ကိုအားပေးပါတယ်ဒီလိုနဲ့ hex ဟာ crew နဲ့အတူပင်လယ်ထဲကိုတက်ဆင်းလိုက်ပါတယ်ပင်လယ်အောက်မှာ hex ဟာအခြားသူတွေကနေဝေးသွားပါတယ်ရှာဖွေနေရင်ရွှေ staff တစ်ချောင်းကိုတွေ့လိုက်ပါတယ်သူက staff ကိုချိုးပြီးတစ်ပိုင်းကိုယူလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီအပိုင်းကိုကင်လိုက်တဲ့အချိန်မှာအံ့ဩစရာတစ်ခုဖြစ်လာပါတယ်အဲ့ဒီ staff ကအင်အားတစ်ခုကိုသူ့လက်ထဲကိုပို့လိုက်ပါတယ် energy တွေထွက်လာပြီးသူ balance မထိန်နိုင်တော့ပါဘူးအဲ့ဒီအချိန်မှာပဲ Jane C monster တစ်ကောင်ပေါ်လာပါတယ်ဒါပေမဲ့ monster ကသူ့ကိုမတိုက်ခိုက်ပဲအေးစစ်စစ်လှည့်သွားပါတယ် hex ကတော့ oxygen မရတော့လို့အသက်ရှူခတ်ပြီးနောက်ဆုံးမူးလဲသွားပါတယ်အပေါ်မှာတော့ long က crew ကိုမေးပါတယ် hex ဘယ်မှာလဲလို့ဘယ်သူမှမတွေ့ဘူးလို့ပြောကြပါတယ် long ဆိုရင်ပြီးသူကိုယ်တိုင်ပင်လယ်ထဲတင်ဆင်းလိုက်ပါတယ်အောက်မှာ hex ကိုမူးလဲနေတဲ့အနေအထားနဲ့တွေ့ပါတယ် long က breathing device ပေးပြီးသူ့အသက်ကိုကယ်လိုက်ပါတယ်ဒါပေမဲ့သူတို့ရှစ်ကိုပြန်တက်ဖို့ပြင်နေချိန်မှာ sea monster ကထပ်ပြီးပေါ်လာပါတယ်ဒီတစ်ခါတော့ long ကိုတိုက်ခိုက်ပြီးသူ့ကိုဝေးသွားအောင်လှန်ပစ်လိုက်ပါတယ် hex ကအပေါ်ကိုဆွင့်တက်သွားပါတယ်ဒါပေမဲ့ surface ရောက်လာတဲ့အချိန်မှာ pirate ship တစ်စီးသူတို့ရှစ်ကိုတိုက်ခိုက်နေပါတယ် hex ရှိမှာ long ပြန်ပေါ်လာပါတယ် hex အရန်ဝမ်းတာနေချိန်မှာပဲ sea monster ကရုတ်တရက်ပေါ်လာပြီး long ကိုတခါတည်းမြူသွားပါတယ် crew တွေကကြောက်ပြီးထွက်ပြေးသွားကြပါတယ် hex ကိုတော့ပင်လယ်လယ်မှာပဲထားခဲ့ပါတယ်အဲ့ဒီအချိန်မှာ pirates တွေကသူ့ကိုဖမ်းပြီး ship ပေါ်ကိုခေါ်သွားပါတယ် pirate queen ကသူ့ကိုမေးပါတယ်မင်းပဲ pirate group ကလည်း hex ကသူ pirate မဟုတ်ပဲ fisherman ဖြစ်တယ်လို့ပြောပါတယ်ဒါပေမဲ့သူ့လက်ထဲက golden fish ကိုကိုယ်မြင်သွားပါတယ်သူကဒီဟာဘယ်ကရလဲလို့မေးပါတယ် hex ကပင်လယ်ထဲမှာတွေ့တာလို့ပြောပါတယ် queen ကအဲ့ဒီ fish ကိုယူပြီးသူ့ကို price ထဲပို့လိုက်ပါတယ်အဲ့ဒီမှာသူန်ဆော့ဆိုတဲ့မိန်းကလေးနဲ့တွေ့ပါတယ် Hansu ကသူ့မှာ shark teeth ရှိလို့ rock ကိုဖြတ်ပေးနိုင်တယ်လို့ပြောပါတယ်သူတို့နှစ်ယောက်လွတ်မြောက်သွားပါတယ် hex ကငါတစ်ခုကိုတွေ့ပြီး pirates တွေ elixir island ကို attack လုပ်ဖို့စီစဉ်နေတယ်ဆိုတာသိလိုက်ပါတယ်သူန်ဆုကိုကယ်ပြီးပင်လယ်ထဲခုန်ဆင်းပြီးဘောတစ်စီးနဲ့ထွက်ပြေးကြပါတယ်ဒါပေမဲ့ pirate queen ကသူ့နောက်ကိုအရောင်းနဲ့ပစ်လိုက်ပါတယ် hex လည်းအပြင်းအထန်ဒဏ်ရာရသွားပါတယ်နောက်နေ့မှာ hex မျက်လုံးဖွင့်လာတဲ့အချိန် Hansu ကသူ့ဒဏ်ရာကိုကုနေပါတယ်အဲ့ဒီအချိန်မှာသူမက elixir island ကလူဆိုတာသိလာပါတယ်လိုက်ဂျနီယာပင်လယ်အောက်က lost city ဟာ elixir island အောက်မှာရှိတယ်လို့ပြောပါတယ်ဒါကြောင့်သူတို့ island ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီကိုသွားဖို့ ghost fall ဆိုတဲ့အလွန်အေးတဲ့မီးခိုးတွေကနေဖြတ်တန်းရပါတယ်လူတိုင်းအေးလုံးလို့သိကြပါတယ်ဒါပေမဲ့ Hansu မှာ sea mercury water ဆိုတဲ့အထူးရေရှိပါတယ်အဲ့ဒီနဲ့သူတို့ဖုတ်ကိုဖြတ်နိုင်ခဲ့ပါတယ်နောက်ဆုံး elixir island ကိုရောက်လာပါတယ် Hansu ကသူ့အိမ်မှာ hex ကိုနားခိုစေပါတယ်အဲ့ဒီမှာ Joe ဆိုတဲ့ scientist ကိုတွေ့ပါတယ်သူက hex ကို book တအုပ်ပေးပါတယ်အဲ့ဒီ book ထဲမှာ hex ရဲ့ golden piece နဲ့တူတဲ့ drawing တစ်ခုရှိပါတယ်ပြီးတော့ lost city ဟာ ship shape mountain အောက်မှာရှိတယ်လို့ရေးထားပါတယ်သူတို့၃ယောက် mountain ကိုတက်ကြပါတယ်အပေါ်ရောက်တော့ water ထဲမှာ mysterious circle တစ်ခုကိုတွေ့ပါတယ်သူတို့ circle ထဲကိုတိုက်ဆင်းလိုက်တဲ့အခါပင်လယ်အောက်မှာရေမရှိတဲ့နေရာတစ်ခုကိုရောက်သွားပါတယ်အဲ့ဒီမှာဂိမ်းတစ်ခုကိုတွေ့ပါတယ် hex ဝင်လိုက်တဲ့အချိန်မှာသူ့ childhood memories ပြန်ပေါ်လာပါတယ်သူဟာဒီနေရာကိုသူ့ father နဲ့
အရင်ကတည်းကရောက်ခဲ့ပူပါတယ်ရုတ်တရက် water flow ကြီးဝင်လာပါတယ်ဒါပေမဲ့ Hicks ရဲ့လက်က power ထွက်လာပြီးရေကို risk ဖြစ်အောင်လုပ်လိုက်ပါတယ်သူတို့၃ယောက်လုံးကယ်တင်နိုင်ခဲ့ပါတယ်နောက်မှာအောက်ဆင်မတ်ကြီးတစ်ခုကိုတွေ့ပါတယ်အဲ့ဒီမှာကို Hicks ကိုယ်တိုင်ကလေးဘဝတုန်းကရေးခဲ့တာဖြစ်ပါတယ်သူ့ father က Eye of the Sea ကိုဖွင့်နိုင်တာမင်းတယောက်တည်းပဲလို့ပြောခဲ့တာကိုသူပြန်သတိရပါတယ်ဒါကြောင့်သူဟာ pirate leader ရဲ့သားဆိုတာအမှန်တရားပေါ်လာပါတယ်ဒါပေမဲ့ Ensu ကသူ့ကိုမယုံတော့ပါဘူးသူ pirate ဆိုပြီးသူ့ကိုစွန့်ခွာသွားပါတယ်အဲ့ဒီအချိန်မှာ Drogo ကသူ့အမိအစ်စ်ဟာ down ဖြစ်တယ်လို့ပြောပါတယ်ပြီးတော့သူသား Eye of the Sea ကိုဖွင့်နိုင်မဲ့လူတစ်ယောက်ဆိုတာတက်တည်ပြပါတယ်ဒါပေမဲ့ Hicks ကအဲ့ဓာတွေကိုမကြားချင်တော့ပါဘူးနောက်ပိုင်းမှာ Pirates တွေ Elixir Island ကို attack လုပ်ပါတယ် Ensu ရဲ့ grandfather ကိုတက်ပစ်လိုက်ပါတယ် Pirate leader Hicks ကိုကျေးဇူးတင်ပါတယ်အကြောင်းကတော့သူတို့ကို Island ကိုလာစေခဲ့တာ Hicks ဖြစ်လို့ပါရွာသားတွေကသူ့ကို stone တွေနဲ့ပစ်ကြပါတယ်ဒါကြောင့် Hicks စိတ်ပြက်ပြီး Pirates နဲ့ပူးပေါင်းလိုက်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာ Long Crew တွေ Pirate ship ကို attack လာပါတယ် Long နဲ့ Hicks ပြန်တွေ့ကြပါတယ်ဒါပေမဲ့ Sada ဆိုတဲ့ Pirate က Long ကိုပြစ်တက်လိုက်ပါတယ်အဲ့ဒီအချိန်မှာ Hicks နားလဲသွားပါတယ်သူ့ father ကိုတတ်ခဲ့တာလဲ Sada ဖြစ်ပါတယ် Sada က Eye of the Sea အထဲကိုဝင်ပြီး power ကိုယူလိုက်ပါတယ်သူ့ပါရီကုတ်ဖြစ်သွားပါတယ် Hicks ကသူ့ father ရဲ့ armor piece ကိုကင်လိုက်တဲ့အခါအဲ့ဒါက liquid gold ဖြစ်ပြီးသူ့လက်ထဲကိုဝင်သွားပါတယ်သူ့လက် golden hand ဖြစ်သွားပါတယ်နောက်ဆုံး fight မှာ Hicks က ice barrier ကိုချိုးဖျက်ပြီး Sada ကိုအနိုင်ယူပြီးတတ်နိုင်ခဲ့ပါတယ် Sada တည်သွားတဲ့အချိန်မှာ Ghost Fowl လည်းပျောက်ကွယ်သွားပါတယ်သူတငယ်ချင်းတွေက Hicks တည်သွားပြီလို့ထင်နေကြပါတယ်ဒါပေမဲ့ရုတ်တရက် Hicks ပင်လယ်ထဲကနေပြန်ထွက်လာပါတယ် Ensu အယံဝမ်းသာသွားပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်အတူတူဘဝတစ်ကိုစတင်ဖို့ဆုံးဖြတ်လိုက်ကြရင်ဇလန်းလဲပြီးဆုံးသွားပါတယ်